ကျွန်တော်ကပုံမှန်အဖြစ်တော့တရေဆိုတော့ကိုလုံးဝအယုံကြည်မရှိရဘူးပါဒါပေမဲ့လွန်ခဲ့တဲ့ရက်အနည်းငယ်ကကြုံတွေ့ခဲ့ရတဲ့ဖြစ်ရကတော့ကျွန်တော်ကိုအခုချိန်ထိ6လနေတော့မယ်အဲ့ဒီညကကျွန်တော်တငယ်ချင်းစတီရိုစနီးမောင်နှံကနှစ်ပတ်လည်အတွက်အပြင်သွားကြလို့သူတို့ရဲ့ခွေးလေးကိုကျွန်တော်ကိုအိမ်မှာဝိုင်းကြည့်ပေးဖို့ရောက်နေခဲ့တာပေါ့စတီရဲ့အိမ်ကမြို့နဲ့တော်တော်ဝေးတဲ့တောထဲမှာရှိနေပြီးအရန်ကိုကြီးမားတဲ့အိမ်ကြီးပါည3:23မိနစ်မှာခွေးဟောင်နှံကြောင့်ကျွန်တော်လက်နိုးလာခဲ့တယ်အောက်ဖက်မီးဖို့ကြောင့်ထဲမှာခွေးလေးကအောက်ထက်ကိုဆင်းတဲ့တကားကိုကြည့်ပြီးအသေးတန်ကိုဟောင်နေတာသူ့ပုံစံကတခုခုကိုအရန်ကြောက်နေတဲ့ပုံပဲကျွန်တော်တကားဖွင့်ပြီးအောက်ထက်ကိုဆင်းပြီးစစ်ဆေးခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ဘူးဒါပေမဲ့ထူးဆန်းတာအောက်ထက်မှာအရန်ကိုအေးစိတ်နေတာပဲဒုတိယမြောက်ညမှာလည်းအချိန်ထိကြာမှာပဲခွေးကထပ်ပြီးဟောင်မြန်တယ်ဒီတစ်ခါတော့ခွေးကအရင်ညထပ်ပို့ပြီးကြောက်လန့်နေပုံရတယ်ကျွန်တော်တကားလက်ကန်ကိုလှည့်လိုက်တဲ့အချိန်မှာခွေးလေးကဟောင်နှံရက်ပြီးငိုတန်ထွက်လာတယ်အောက်ထပ်ကိုဆင်းကြည့်လိုက်တော့မနေ့ကထက်ကိုပိုပြီးအင်းနီုံမကပဲအိမ်လုံးမှာပုတ်စော်တွေကိုနမ်းနေရပဲနေရန်ကမိသားစုတက်ဝင်နေတဲ့ထိုင်ကုန်တွေကလည်းကျက်မိပေါ်မှာလဲကျနေရဲ့စတီတို့ပြန်လာမှသူပြောပြတာကအဲ့ခွေးလေးကခွေးပေါက်လေးကအဲ့တကားကိုကြည့်ပြီးခဏခဏအချောင်းမဲ့ဟောင်းတက်တယ်ဆိုတာပါပဲအဲ့ဒီမှာဘာရှိနေလို့လဲအဲ့နန်ကဘယ်ကလာလဲဆိုတော့ကျွန်တော်ခုထိဖြစ်ရှာလို့မရခဲ့ပါဘူးဒါလွန်ခဲ့တဲ့နှစ်အနည်းငယ်ကကျမကြုံတွေ့ခဲ့ရတဲ့ကိစ္စပါကျမကမြင်းကြီးတဲ့အခန်းလေးတစ်ခုမှနေတာပေါ့တညမှာပရင်းပေါက်ဘက်ကနေပြီးခလေးတွေတိုးတိုးလေးနေတဲ့အတန်လေးကိုကြားလိုက်ရတယ်အစပိုင်းမှာတော့ခလေးတွေလာဆော့တာပဲလို့ထင်ခဲ့မိရပါဒါပေမဲ့လုံခြုံရေးဦးလေးကကျမကို CCTV ပြတဲ့အခါမှာတော့ကျမတကူလုံးတောင်းတင်းသွားခဲ့ရတယ်ညတန်းကုန်2နာရီမှာခေါင်းစုပ်ဝတ်ထားတဲ့ခလေးပုံစံလူရဲ့နှစ်ခုကကျမရဲ့အခန်းတကားရှိမှာ7မိနစ်လောက်ရက်နေတာကိုမြင်လိုက်ရလို့ပါတယောက်ကတကားလက်ကန်ကိုလာလှုပ်ပြီးတကားဖွင့်ဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာအဲ့ကလေးတွေကတကားဝမှာရက်ပြီးမမေသားတို့ပြန်လာပြီးတကားဖွင့်ပေးပါအောင်လို့တူတူလေးလာပြောခဲ့တယ်ကျမကမင်းတို့မိဒီမှာမနေတော့ဘူးရေးခေါ်လိုက်မှာတော့အဲ့လိုအော်ပြောလိုက်ပေမဲ့သူတို့ကရီးပြီးထွက်သွားကြတယ်ထူးဆန်းတာကအဲ့ဒီအဆောက်အဦထဲကိုတော့မရှိပဲဘယ်သူမှဝင်လို့မရတယ်လို့ CCTV ထဲမှာလည်းသူတို့ဘယ်ကိုပျောက်သွားမှန်းကိုမသိတာပါပဲလုံခြုံရေးဦးလေးကတော့အရင်နေသွားခဲ့တဲ့အမျိုးသမီးကသူ့ရဲ့ကလေးတွေနဲ့ပတ်သက်ပြီးထူးဆန်းတဲ့တစ်ခုခုဖြစ်ခဲ့ဘူးတယ်လို့တော့အရေးအယောင်ပြောပြခဲ့ပူပါတယ်ဒါကကျွန်တော်ဘဝမှာကြောက်စရာအကောင်းဆုံးဖြစ်ရပါပဲကျွန်တော်တကားနားမှာဘိုင်းအောင်စတစ်ကာလေးတွေကိုနေ့တိုင်းလာကတ်ထားတတ်ကြတယ်အစပိုင်းမှာတော့ချစ်စရာစာသားလေးတွေမို့လို့ကျွန်တော်ပြုံးခဲ့မိသေးတယ်ဒါပေမဲ့တရက်မှာတော့ကျွန်တော်တကူလုံးတောင်းတင်းသွားခဲ့ရတယ်အကြောင်းကကားပေါ်ကစာသားကမင်းအိတ်နေတာကြည့်လို့ကောင်းနေတဲ့ကျွန်တော်အရန်ကိုကြောက်သွားပြီးကျွန်တော်ကိုလာမနှောက်ရှက်နေတော့မဟုတ်ရင်ရဲတိုက်မယ်လို့စာပြန်ကတ်ထားခဲ့တယ်ဒါပေမဲ့နောက်ရက်တွေမှာစာတွေကပိုပြီးချင်းချောက်လာတယ်အဆိုးဆုံးကတော့တညမှာအိမ်ထဲကနေအတန်ရှားလို့ထဆစ်စီးပြီးနောက်နေ့မနက်ရေခဲတက်တာပေါ်မှာမင်းကားကိုမောင်းထုတ်လို့မရပါဘူးဆိုတော့ပန်းအောင်စတစ်ကာလေးကတ်ထားတာကိုတွေ့လိုက်ရတယ်တကားတွေအကုန်လုံးအထဲကနေပိတ်ထားလိုက်ရတာပါဘယ်သူမှကျွန်တော်ရဲ့အိမ်တော့လည်းမရှိဘူးအဲ့လူကကျွန်တော်အိပ်ပျော်နေတော့ဘေးနားမှာရက်ချိနေခဲ့ရလားနောက်ပိုင်းတော့ရအကုန်လဲလိုက်ပြီးနောက်ဆုံးစာတစောင်ဝင်ရောက်လာခဲ့တယ်။မင်းကစားရတာမကြိုက်တော့ဘူးထင်နေတဲ့။အခုထိကျွန်တော်အဲ့ဒီပန်းအောင်စာရွက်တွေကိုမြင်နေရှင်တုံနေမိတော့မှာပဲ။2023ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာတငယ်ချင်းတစုကနောက်ရက်အနည်းငယ်အတွင်းကားပြရမယ့်အခပြိုင်ပွဲအတွက်ကားကွက်တွေကိုအတိအကျမှန်ကန်စေဖို့တငယ်ချင်းတယောက်ရဲ့အိမ်မှာစုပြီးနေကြည့်နေခဲ့ကြပါတယ်။နောက်ပိုင်းမှာအဖွဲလိုက်ကတာကိုလိုက်ကူခဲ့ပါတယ်။ဒါပေမဲ့နိုင်အနည်းငယ်အကြာမှာပဲအလွန်ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ Up, wait, middle, down. Okay, I'll do the... Yeah. I feel like I'm in a 90s dance. Let's do it. You can only move when the lights are off. You can't move when the lights are on. You have 5 moves to get to me.
Are you ready? You have 5 moves to get to me. Oh my god. Something fell, right? And it just fell off? Okay. Fell. That's how this blew off. There's no way this is fell. No. Yes, it was. Did you touch that? You shouldn't touch it. Wait. What is that? Oh my god! Oh my god! You guys! What the hell? That was so What? It's a cactus. Oh my god. It's fine. Oh my god. What is ဒီရင်းကိုကစားရတဲ့6ချားစရာကောင်းနေပြီဖြစ်တဲ့အပြင်အခုလိုမျိုးပါထပ်ဖြစ်လာခဲ့ပါရဲ့ဒီကိုမဆုံးရင်လေးမှာပဲကျင်းလောင်နဲ့အုံကနေအတန်ကြီးကိုကင်မရာမှာကြားလိုက်ရပါရဲ့ဒါကတော့စောစောကပြောပြခဲ့တဲ့ဖန်လုံးကြီးပဲဖြစ်ပါရဲ့ဒါကစင်မမအသေးချာတင်ထားတာဖြစ်ပြီးအခုချိန်ခီတခါမှပြောပြခဲ့ခြင်းမရှိရကြောင်းအလွန်ထူးဆန်းနေပါရဲ့ဒါပေမဲ့ပိုထူးဆန်းခဲ့ရာကအဲ့ဒီနောက်ပိုင်းမှာဆက်ပြီးဖြစ်လာတဲ့ဖြစ်ပျက်တွေပါညနေချက်ကမီဆိုင်ကမီဆိုင်ကသူ့လိုလှုပ်ရှားလာပြီးစင်ရဲ့တကားတစ်ခုလုံးကလည်းဘယ်ကမှမသိဘဲနဲ့သူ့လိုပွင့်ထွက်သွားခဲ့ပါရဲ့။ကောင်မလေးကအလွန်မင်းထိတ်လန့်နေပြီးထပ်ပြေးသွားခဲ့ကြတာကိုတော့နားလည်ပြီးလို့ရပါတယ်။လက်ရှိအချိန်မှာသူတို့ကအဲ့ညကအဖြစ်အပျက်တွေကိုရှင်းပြတဲ့ဗီဒီယိုတွေကိုထပ်မံတင်ပေးခဲ့ခြင်းမရှိရကြောင်းဒီဖြစ်ပျက်မှာအတိအကျဘာကိုဖမ်းမိခဲ့လဲဆိုတာကိုတော့ဖြေရှာလို့မရပါဘူး။မိခင်ဖြစ်သူနဲ့ကလေးဖြစ်သူနှစ်ယောက်ကအလွန်ထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကိုမြင်တွေ့ခဲ့ရပြီးနောက်အိမ်ရဲ့အပြင်မှာမတ်တရက်နေကြပါရဲ့သူတို့ကအပြင်ဘက်မှာလမ်းလျှောက်ပြီးပြန်လာခဲ့တာဖြစ်ပါတယ်အိမ်ရဲ့ဒုတိယအထက်ပရိမောက်မှာတစ်ခုခုကသူတို့ရဲ့အာယုံကိုဆွဲဆောင်ခဲ့ပါတယ်ဒီမိသားစုကဘယ်သူမှယုံမှမဟုတ်ဘူးဆိုတဲ့အခြေအနေမျိုးအတွက်စိုးရိမ်ပြီးဒါကိုဗီဒီယိုရိုက်ထားခဲ့ပါတယ် Daughter's room is up there, and we keep seeing some. All right, put your flashlight up. All right, flash it up there. Oh, now it's gone. Put your flashlight down. Let's see if it'll do it again. All right, put it up. Hurry. Oh. သူတို့ကညာဘက်လမ်းလျှောက်လုံးကယူဆောင်လာခဲ့တဲ့ဓမီကိုသုံးခဲ့ပြီးပရိမောက်ကိုထွေးကြည့်တဲ့အခါမှာတော့ဒါအောင်မြင်တွေ့ခဲ့ရပါတယ် All right, let's go inside. Let's go inside. Let's go inside. All right, here's the upstairs. I just want to show you guys. No one behind the door. Here's my daughter's room. It's a little messy, I'm sorry, but just to show you. Here's the closet. I just want to show you there's nobody behind. Nobody in the closet. Here's the window right over here. Nobody. Not a single person up here. မိခင်ဖြစ်သူကအခန်းကိုစစ်ဆေးပြပြီးထဲမှာဘယ်သူမှမရှိကြောင်းကိုပြသခဲ့ပါတယ်အခန်းထဲမှာဝင်တဲ့ကသူမကအပေါ်ထဲမှာဘယ်သူမှမရှိဘူးဆိုတာကိုတိကျတိနေတဲ့ပုံစံမျိုးပါပဲအရင်ကတည်းကကြုံမှုနေလိုမျိုးပေါ့ဒါကတော့အထူးတည်းပြောကြမလို့အောင်ကြီးစုသူတွေတကယ်ကိုထူးဆန်းနေပါတယ်အကယ်၍အခန်းထဲမှာဘယ်သူမှမရှိနေဘူးဆိုရင်လိုက်ကာရီရောဘယ်လိုလုပ်ပွင့်လာရတာလဲပြီးတော့ဗလီမကိုမီထိုးလိုက်တယ်ဘာဖြစ်လို့ချက်ချင်းပြတ်ပေးသွားရတာလဲနောက်ထပ်အချက်လက်တွေဒါမှမဟုတ်နောက်ဆက်တဲ့သတင်းတွေမရှိရကြောင်းဒီဗီဒီယိုမှာအတိအကျဘာတွေဖြစ်နေလဲဆိုတာကိုကျွန်တော်တို့ဘယ်လို့မှမသိနိုင်တော့ပါဘူး